ယနေ့အတွက်ဝိညာဉ်စာမှာဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံးမင်္ဂလာပါယနေ့အတူတကွာစင်ကြေကိုဟန်ယူမီခေါင်းစဉ်ကဆုတောင်းပတ္ထနာပြုခြင်းဖိလိပ္ပုဩဝါဒစာအခန်းကြီး၄အငယ်6နွေရာသီရောက်လာတဲ့အခါမှာအမတန်မှပူလောင်လွန်းလာပါတယ်များစွာသောသူတွေပူလောင်မှုတံကိုမခံနိုင်ကြပါဘူးထို့ကြောင့်အပူတက်တာသောတိတ်ရိတ်ဝါးရိတ်လေးတွေနေရာကိုရှာဖွေတတ်ကြပါတယ်အပူဒဏ်တက်တာဖို့ရင်အေးမြသောအရိပ်အာဝါဒလေးတွေလိုအပ်ပါတယ်ထို့သူပဲနွေရာသီတွင်အပူလွန်ကဲမှုကြောင့်မကြာခဏမီးလောင်မှုများလည်းဖြစ်ပွားလျက်ရှိပါတယ်ကြီးမားသောမီးတောင်များကိုငြိမ်းသက်ဖို့ရန်အတွက်ရေဤအခန်းကဏ္ဍကအရေးပါပါတယ်ပူလောင်နေခြင်းတွင်လူတွေကရေကိုအင်မတန်လိုအပ်ကြတယ်ရေအသက်တမနက်တဲ့နေ့စဉ်ရေမတောက်ပဲဘယ်သူမှအသက်ရှင်မှာမဟုတ်ပါဘူးရေကကျွန်တော်တို့အတွက်မရှိမဖြစ်လိုအပ်သောအရာတစ်ခုပါထိုနည်း၎င်းပဲကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာ၌လေမရှိမဖြစ်သောအရာတစ်ခုရှိပါတယ်ထိုအရာကတော့ဆုတောင်းခြင်းပဲဖြစ်ပါတယ်ယုံကြည်သူမှန်ရင်ဆုတောင်းသောအသက်တာရှိကိုရှိရမှာဖြစ်ပါတယ်ဆုတောင်းခြင်းမရှိသောအသက်တာဟာကိုယ်ခန္ဓာအသက်ရှင်နေပြီမဲ့ဝိညာဉ်ကတော့တည်နေပါတယ်ကျွန်ုပ်တို့နေထိုင်နေသောကမ္ဘာကြီးတွင်အခြေအနေတွေကစိုးတစ်ထက်ဆိုးပြီးတစ်နေ့ထက်တစ်နေ့ကြောက်စရာကောင်းသောအခြေအနေတွေကတင့်ကိုအစဉ်လွှမ်းမိုးနေပါလိမ့်မယ်ထိုအခြေအနေတွေကကျွန်ုပ်တို့ရဲ့အသက်တာတွေကိုစိုးရင်တောကတွေဖြစ်စီပြီးငြိမ်သက်ခြင်းကိုမဲ့စီတယ်ထိုအခြေအနေတွေထဲကနေတင်ရုံမထွက်နိုင်သေးဘူးဆိုရင်ယခုပဲဆုတောင်းခြင်းကိုအစာပြုလိုက်ပါဆုတောင်းခြင်းကကျွန်ုပ်တို့အသက်တာအတွက်ကုန်ခန်းသွားသောအန္တရာယ်ကြီးတွေကိုအားပြန်ဖြည့်ပေးခြင်းဖြစ်ပါတယ်ဆုတောင်းခြင်းကတင်ရင်ဆိုင်နေရတဲ့အခက်အခဲပြဿနာမချမ်းမာခြင်းတင့်ကိုမလွတ်မြောက်အောင်ချီနှောင်ထားသောအရာတွေတင်းရှိမှပိတ်ဆို့တားဆီးထားခြင်းတွေအခြေအနေအမျိုးမျိုးကိုပြောင်းပြန်လန်ပစ်မှာဖြစ်ပါဆုတောင်းခြင်းရှိသောအသက်တာနဲ့ဆုတောင်းခြင်းမရှိသောအသက်တာအင်မတန်မှကွာခြားလာပါတယ်လူတို့လိုအပ်နေသောအေးမြသောအရေးအာဝါဒသည်စစ်မှန်သောဘုရားသခင်၏မျက်မှောက်တော်၌သာရှိပါသည်ထိုမျက်မှောက်တော်တဲကိုတင်ဆုတောင်းခြင်းဖြင့်တိုးဝင်မှသာလျှင်တင်မျော်လင့်နေသောအေးမြသောအရေးကိုရရှိမှာဖြစ်ပါတယ်နှုတ်ကပတ်တော်ကပြောပါတယ်အဘယ်အမှုကိုမျှစိုးရင်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကားဆုတောင်းပတနာပြုသောအဖြစ်တင်တို့တောင်းပန်လိုသောအရာများတို့ကိုဘုရားသခင်အားကြားလျှောက်ကြလောထိုတို့ပြုလျင်အဘယ်သူမျှကြံ၍မမီနိုင်သောဘုရားသခင်ညီသက်ခြင်းသည်ယေရှုခရစ်အားဖြင့်တင်တို့၏စိတ်နှလုံးတို့ကိုဆောင်မလိမ့်မယ်လို့ပြောပါတယ်ထိုနည်းသူယောမအခန်းကြီး7အငယ်7တွင်လေမျော်လင့်လျက်ဝမ်းမြောက်ကြလောဆင်းရဲဒုက္ခရောက်သောအခါတိခံကြလောဆုတောင်းပတနာပြုခြင်းအမှုကိုအမြဲပြုကြလောလို့ဆိုသည့်အတိုင်းဒီကနေ့ကြုံတွေ့နေရသောအခြေအနေတွေထဲကနေစတင်ပြီးဆုတောင်းပတနာပြုခြင်းအမှုကိုအမြဲပြုဖို့အလို့ငါအနှဲငယ်တိုက်တွန်းခွန်အားပေးလိုပါသည်ဆုတောင်းကြပါစို့သားသမီးတို့ကိုတစ်ဖက်သက်မေတ္တာနဲ့ချစ်တော်ဖျားယနေ့ကျွန်ုပ်တို့ရဲ့ပူလောင်ခြင်းတွေနာကျင်ခြင်းတွေတဲကနေအပီးတိုင်လွတ်မြောက်ပြီးစစ်မှန်သောအေးချမ်းမှုကိုရှာဖွေတွေ့ရှိရန်အစဉ်ဆုတောင်းပတနာပြုတော်သူများဖြစ်စေဖို့ရန်သခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ဆုတောင်းပါ၏အာမင်